လင်းတို့ကိုကိုမျက်မြီနေရာသို့ခေါ်ဆောင်သွားစဉ်ထိုခဏမှာပင်သူ၏မျက်လုံးသည်တည်ယူပို့ဆောင်ရေးထရက်ကား၏ထွက်ပေါ်နေသောဘော်တိုင်ပေါ်တစ်ခုပေါ်သို့ကြားရောက်သွားသည်ရုတ်တရက်ဆိုသလိုသူ၏အုံနောက်ထဲတွင်ထွက်ပြေးရန်အစီအစဉ်တစ်ခုပေါ်လာသည်သူသည်အိတ်ကက်ထဲမှအကျွေးစစ်တစ်ခုကိုထုတ်ယူကာဝက်ဦးရိကျောင်းထဲသို့ညှက်ထည့်ပြီးဖြည်းဖြည်းချင်းလှည့်လိုက်သည်သူ၏အဖော်သည်ချက်ချင်းပင်အခြေအနေကိုသဘောပေါက်သွားပြီးရှေ့တွင်ကားမောင်းနေသောအဆောင်ကိုအကဲခတ်နေလိုက်သည်အဆောင်ကနောက်လက်ကြည့်သည့်အခါတိုင်းဘေးအန္တရာယ်ကင်းစင်သွားသည့်အထိသူတို့ညီနေကြသည်ထို့နောက်အချိန်ကောင်းကိုကြည့်ကပြန်ထားပြီးအလုပ်ကိုဆက်လုပ်ကြသည်ပထမဝက်ဦးပြုတ်ထွက်သွားပြီးဖြစ်သည်သူသည်အကျွေးစစ်ကိုသူ၏အဖော်အားပေးလိုက်ရာအဖော်ဖြစ်သူကလည်းအခြားတစ်ဖက်တွင်ထိုနည်းအတိုင်းလှုပ်ဆောင်သည်ထို့နောက်နှစ်ဦးသားအတားအဆီးကိုကင်ထားသောတန်ကြိုးကိုရှော့ချလိုက်ကြသည်နောက်တစ်စက္ကန့်တွင်နှစ်ဦးသားအားကုန်ယုံလိုက်ရာနောက်ဖက်အကန်ဖဲလုံးမှာပြုတ်ထွက်သွားတော့သည်ရှေ့တွင်ထိုင်နေသောအဆောင်မှမူဘာမှပင်မသိလိုက်ပေနှစ်ဦးသားသည်မိမိတို့၏ခြေထောက်ကိုအခန်းငယ် compartment ထဲမှစောင့်ကန်၍ခွဲထုတ်လိုက်ရလင်းမှာနောက်ဖက်သို့ရှော့ချသွားတော့သည်မြေပြင်သည်အရှိန်ဟုန်ဖြင့်နောက်တွင်ကြံရစ်ခဲ့သည်သူသည်သူ၏အဖော်မျက်နှာပေါ်တွင်ကြောက်ရွံ့မှုကိုမြင်လိုက်ရတော့လဲလွတ်လပ်မှုနှင့်ရင်ဆိုင်ရချိန်တွင်တုံ့ဆိုင်နေရန်နေရာမရှိပေအတော်အတန်ဝေးကွာသွားပြီးနောက်တွင်မူသူတို့သည်အဆောင်များ၏လက်မှလွတ်မြောက်သွားကြသည်ယခုခါလက်ထိပ်များမှာပြဿနာတစ်ဖြစ်လာရက်တက်နေ၍မဖြစ်နိုင်ပေအဆောင်များတိသွားသည်နှင့်ချက်ချင်းနောက်လှည့်လာကြမည်ဖြစ်သည်စဉ်းစားပြီးနောက်နှစ်ဦးသားသည်စွန့်စားရသည့်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်သူတို့သည်လေးလံသောအခန်းငယ်ပြက်ကြီးကိုမကတဲကန်နာရတဲ့သူစတင်လျှောက်လန်းကြသည်အားအင်များကုန်ခန်းလာပြီးမြည်သည့်နေရာတွင်မှရေမရှိပေကန့်သက်ချက်ကိုကျော်လွန်သွားချိန်တွင်သူတို့သည်ကုန်းမြင့်ပေါ်မှအောက်သို့လိမ့်ကျသွားကြသည်အချိန်မှပို၍မြန်လာပြီးအခန်းငယ်ပြက်ကြီးမှလေထဲတွင်လွင့်ထွက်ကမြေပေါ်သို့ကျသွားသည်ကံကောင်းထောက်မှစွာသူတို့သည်ပျက်စီးနေသောအပျက်စီးများအနီးသို့ရောက်သွားကြသည်ထိုနေရာတွင်ဒုတိယကမ္ဘာစစ်လက်ကျန်လေယာဉ်ဟောင်းတစ်စင်းငြိမ်သက်စွာရှိနေသည်မြေပြင်ပေါ်တွင်ပြန့်ကျဲနေသောကိရိယာများကိုမြင်လိုက်ရသောအခါသူ၏အုံနောက်ထဲတွင်ကြီးမားသောစိတ်ကူးတစ်ခုပေါ်လာသည်ပစ္စည်းဟောင်းများနှင့်ပြင်းထန်သောကဏ္ဍရလေးကိုအသုံးပြု၍သူသည်ပျက်စီးနေသောလေယာဉ်ပြက်ကိုမြေပြင်ပေါ်တွင်မောင်းနေနိုင်သည့်စက်တစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်သည်လမ်းကြောင်းကိုတက်တက်ထိန်းနိုင်လျင်ထို6ကတ်သောနေရာမှလွတ်မြောက်နိုင်မည်ဖြစ်သည်သို့သောကန်တရားကအကြာကြီးမကူညီခဲ့ပေရဲများကတရင်ရရှိသွားပြီးအပေါ်မှရဟတ်ယာဉ်တစ်စင်းနီးကပ်လာသည်အချိန်မရှိတော့သဖြင့်နှစ်ဦးသားအနီးရှိကူတစ်ခုအတွင်းသို့ပြေးဝင်လိုက်ကြသည်မြေပြင်ပေါ်သို့လဲကျသွားချိန်တွင်သူအံ့ဩသွားသည်ဤနေရာသည်ဒုတိယကမ္ဘာစစ်လက်ကျန်လက်နက်ကိုတောင်ကြီးဖြစ်နေသည်ယခုခါလိုက်လံဖမ်းဆီးသူများကိုကြောက်နေရန်အကြောင်းမရှိတော့ပေသူတို့သည်ဖုန်တက်နေသောအမြောက်ကြီးကိုဖြည်းဖြည်းချင်းလှည့်ကာဘူဝါသို့ချိန်လိုက်သည်သူသည်ကျိုးကိုတင်းတင်းချီပြီးပြစ်မှတ်ကိုတေချချိန်လိုက်သည်အရေးကြီးဆုံးအချိန်တွင်သူပြစ်ခတ်လိုက်သည်အမြောက်ကြီးသည်ရဟတ်ယာဉ်ကိုဓာတ်ရိုက်ထိမှန်သွားတော့လဲဘာမှဖြစ်မလာပေရဟတ်ယာဉ်မူ၏မျက်နှာပေါ်တွင်ယုံကြည်မှုအပြည့်ဖြင့်ပြုံးလိုက်သောအပြုံးတစ်ခုပေါ်လာပြီးနောက်တစ်စက္ကန့်မှာပဲ